အားလုံးမင်္ဂလာပါအခုတလောကျွန်မရွှေဖြုံလေးအတိမတင်လို့ဘယ်လိုလုပ်ရမလဲဆိုတော့ message လေးကိုနောက်တုံးလောက်လက်ခံရရှိနေတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်မဒီနေ့ပြောပြပါမယ်ဒီမှာဒါတော့ကျွန်မရဲ့ရွှေဖြုံလေးအခုတော့မှဒီလောက်ယူရှိနေပြီနော်ကဲရွှေဖြုံလေးတွေအစပိုင်းမှာအတိမတင်တာအပွင့်နဲ့ပွင့်ပြီးအတိမတင်တာကဒါတဘဝလို့ပြောရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာပွင့်နဲ့ပန်းပွင့်တွေကလည်းအမပန်းပွင့်နေမဟုတ်သေးဘူးအမပန်းပွင့်နေမဟုတ်သေးပဲနဲ့အခုလောဒီလိုရိုးနှံအရှိလေးတွေခြေထောက်အရှိလေးနဲ့အဖိုပန်းလေးတွေပွင့်နေပေါ့နော်ဒီအဖိုပန်းလေးတွေပွင့်တဲ့ဟာကိုကျမတို့ချိုးမချိုးပစ်ပါနဲ့တချို့ကျတော့အပင်အားနဲ့မှဆိုလို့ဆိုပြီးချိုးပစ်ကြတယ်ဒါတဘဝဒီအဖိုပန်းလေးတွေကဘာတွေကိုဆွဲဆောင်တာလဲစီအမပန်းနေပွင့်လာအောင်အမပန်းပွင့်ရင်ဝုံမုံကူးပေးဖို့ပြားတွေ insect တွေဝုံမုံကူးပေးတဲ့ insect တွေကိုတို့ကဆွဲဆောင်တာလာအောင်ဆွဲဆောင်တယ်ပန်းပွင့်လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့တွေကိုမဖယ်ပစ်ပါနဲ့ဆက်စချင်းပွင့်တဲ့ပန်းပွင့်တွေကိုပေါ့နော်ဒါမှဒါလျင်နောက်ပွင့်လာမဲ့ပန်းတွေကအမပန်းတွေဖြစ်ပြီးတော့မှဒီဝုံမုံကူးတဲ့ပြားတွေအကောင်တွေရှိလာတဲ့ခါကျရင်တို့ဝုံမုံကူးပြီးတော့မှအတီးတင်မှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့အပင်မှာကအဖိုပန်းတွေကလည်းအများကြီးအရွက်တွေကလည်းအများကြီးဖြစ်နေတယ်ဆိုရင်ဒီပွင့်လာပြီးတော့မှညိုးကျသွားတဲ့ဟာဒီပုတ်သွားတဲ့ဟာမျိုးလေးတွေရှိရင်တော့ဖယ်ပစ်လို့ရပါတယ်ဒီလိုပုံစံကောင်းနေတယ်ကောင်းကောင်းရွှွှွလုံးလုံးနဲ့ပွင့်နေတယ်အဖိုပန်းတွေများနေတယ်ထားလိုက်ပါဆောနာကကျွန်မပြောခဲ့တဲ့အချက်တိုင်းပါပဲနောက်တစ်ချက်အနေနဲ့ကိုမအဖိုပန်းတွေလည်းရှိနေတယ်အမပန်းတွေလည်းရှိနေတယ်အတိမတင်ဘူးအတိမတင်ဘူးဆိုရင်အဲ့ဒီအမပန်းတွေကအချွေကျသွားတယ်အတိဝါပြီးချွေကျသွားတယ်ဆိုရင်အဲ့ဒါဘာဖြစ်တာလဲဆိုတော့ဝုံမုံကူးတာမအောင်မြင်လို့ဖြစ်ပါတယ်အဲ့လိုချိန်ခါမှာကိုကအမပန်းတွေမြင်တဲ့ခါမှာဘာလုပ်ပေးရမလဲဆိုရင်အရင်မှာပွင့်နေတဲ့အဖိုပန်းကိုချိုးပြီးတော့မှအနည်းဆုံး2 3 ပွင့်လောက်အဖိုပန်းကိုချိုးပြီးတော့မှအဲ့ဒီအမအပွင့်ကပန်းပွင့်နေပေါ့နော်ဝုံမုံလေးတွေကူးပေးပါဒါဆိုရင်အတိတင်ပါတယ်တင်နိုင်ကြီးကလည်းမကူးပေးတာနဲ့ဆိုင်ပို့ပြီးတော့တင်နိုင်ကြီးများတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့တတိထားပေးရမှာကအပင်လိုအပ်ချက်အပင်ကိုနေ6နာရီ8နာရီအောင်ထားပေးပါပြီးရင်မြေကိုအမြဲဆွတ်နေအောင်ထားပေးပါမြေကိုဆွတ်ရမယ်ဆိုတာပဲရေဝတ်နေရမယ်လို့ပြောတာမဟုတ်ပါဘူးမြေဆွတ်နေအောင်ထားပေးပါရေမဝေးရပါဘူးပြီးလို့ရှိရင် nitrogen ဓာတ်များတဲ့မြေဩဇာကိုသုံးတာရှောင်ပါနိုက်ထရိုဂျင်ဓာတ်များတဲ့မြေဩဇာကိုသုံးရင်အပင်ကြီးထွားစေတယ်အရွက်တွေအများကြီးထွက်စေတယ်ပြီးရင်ပန်းပွင့်တွေလည်းပွင့်စေတယ်အတိမတင်ပါဘူးနိုက်ထရိုဂျင်ဓာတ်များရင်လေအဲ့ဒါဆိုတော့ကိုကဒါလေးကိုသုံးထားတဲ့မြေနဲ့ကိုသုံးနေတဲ့မြေဩဇာကိုတစ်ချက်စီစစ်ပေးပါဒါလေးတွေကို balance ပြအောင်ပြုလုပ်ပေးမယ်ဆိုရင်ရွှေဖြုံကြီးကိုစားမကုန်အောင်တီးလာပါလိမ့်မယ်ရှင်ပြိုလေးကြည့်ရှိပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတ်တာပါနော်